အင်တာဗျူးသားပြီးပြန်လာလားပျော်ပွဲတိတ်နေရင်ထွက်လာလားမသိဘူးမသိဘူးဘာခွာမပြောင်းနေဟဲ့အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့တော့ကျွန်တော်တို့ရဲ့ထုံးစံအတိုင်းreaction လုပ်ရမှချိန်ရောက်လာပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ဘယ်သူတွေကို reaction လုပ်မလဲဆိုတော့ကျွန်တော် TikTok မှာဗျာသိရမလားငချင်းဆိုပြီးတော့ဟာတာတွေရိုက်နေတယ် brother နှစ်ယောက်ဗီဒီယိုကျွန်တော် react လုပ်မှာဖြစ်ပါတယ်ကြည့်ဘူးရတဲ့တွေကြည့်ဘူးကြလိမ့်မယ်ပေါ့နော်သူတို့နှစ်ယောက်ကို2K ကြည်တာမြင်အောင် 2K ကြည်တာအဲ့လိုမျိုးခေါ်ကြရဆိုရယ်နော်ဆက်လိုက်ကြမယ်ငချင်းကလည်းဆိုးတယ်မင်းပြောသူလည်းမုတ်ဆမတော့ရမူလိုက်လို့ရတယ်ကွငါဘဝမိုးဆိုးမှသွားရမိုးလိုက်လို့ရကန်ဆိုးမှသွားရမိုးလိုက်လို့ရတော့လောက်ပြီလာဘောကူဟိုအဲလိုင်းမှာငါလို့တဆောက်တာပိုင်လုံလို့လေဘောရောပိုင်လုံလို့ what ဖဲနေကွာပိုင်လုံလို့တဲ့ကြည်စမ်းကိုကျွမ်းချင်တယ်လို့ကိုတဆောက်တာကွာငါရဲ့ပိုင်လုံလို့ဒီလက်ခံဒီကိုကျွမ်းရင်လည်းကြီးပါဆောက်ဘတ်ရဒူးတယ်ငါရဲ့ပညာကြီးချင်းလေးငါပြောပြပြီးတော့ငါ့အင်တာဗျူးမလုပ်တော့အဲ့ဒါငါ့ကိုသူအစမ်းဆိုလီမောင်ခိုင်းတာလီမောင်ခိုင်းလေဘုံကြီးလေးလေဘုံကြီးလေးโอเคခေါ်တယ်တော့ငါစကီရင်ကပြမယ်လေငါဒီကမခေါ်တော့စီရကကြိုက်တော့ငါဘူးကလည်းဆောင်းထတာလေမောခွတ်တဲ့စီအတိုင်းကြိုက်ပလိုက်ပြီးဒိန်းဆိုခုံထော့တာခါလေးရံခါတဲ့ကျလိုကြီးထောင်းထွက်ရတာဘုံကြီးလေးလေဒီကောင်တောင်းကတော့မင်းအကားစားဖို့ကောင်းတလုံးပေါ်လာတယ်လင်းကောအိုးအဲ့တော့ကမန်းလေဘာဖြစ်လဲပြန်ပြောစမ်းဒီမှာဒီဘက်ကြည့်ရတယ်လွတ်သွားတယ်စောတီခုကလည်းဆောင်းထတာခုံထော့တာခါလေးရံခါတဲ့ကျလိုကြီးထောင်းထွက်ရတာဘုံကြီးလေးလေကောင်တောင်းကတော့မင်းအကားစားဖို့ကောင်းတလုံးပေါ်လာတယ်လင်းကောမင်းအကားစားဖို့ကောင်းတလုံးပေါ်လာတယ်လင်းကောအာကာသဘောတော့ခေါင်းပန်းပေါ်တယ်လေဆရာကြီးအဲ့တော့ကမန်းကနန်းကပြန်ထိုးချပြီးတော့ငါပြန်ဆင်းလာတော့အောက်ရောက်ကနေမှငယ်ချင်းဘယ်လိုဖြစ်သွားကောအောက်ရောက်မှာဗရင်နဲ့လေးပါနဲ့မှာဗရင်လေးပါမှာတော့ဟုတ်ကောအတောင်တချမ်းပြပြတော့ငါ့ကိုတမအလုံးမခေါ်တော့ငယ်ချင်းဒီလောက်ဗရိတ်နဲ့လေးပါနဲ့မားပြီးအတောင်တချမ်းပြဆိုတော့ဘောင်းပြီးတော့မပါလာတော့အခုမှကြည့်ပြီးအင်တာဗျူးသားပြီးပြန်လာလားပျော်ပွဲတိတ်နေရင်ထွက်လာလားမသိဘူးမသိဘူးဘာခွာမပြောင်းနေဟဲ့လင်းရင်မောင်းသမားကွယ်ငါစကေးသူတို့ကြိုက်ပြီအေးဆိုရှေ့ဘကသူတို့လင်းရင်စစ်ဟောင်းလင်းရင်ငါခစ်စစ်လင်းနေငါမောင်းဘူးတာသူကဗရိတ်မသိလေးပါမသိငါဆောင်းနေထက်တာဗရိတ်ထင်တော့လေးပါဆိုတော့ခုံထွက်တာကောချန်စီယူနဲ့တော့ချိန်နေတာအိုးစီယူကချိန်ပြရတော့ချိန်နေမိုးလိုက်လို့ရဆိုတာမစီရတိုင်းကြိုင်တော့မခေါင်းမကွတ်လိုက်ဘူးလားစီရတိုင်းကတော့ငါစီရတိုင်းငါတိချက်ကငါဂီယာထုံးမလားလို့ခေဟောင်းလင်းဆိုတော့ဂီယာမရှိပြန်ဘူးဟဲ့ရေအိုးဒီကေဟောပြောတတ်တယ်နော်ဗရိတ်ရောဗရိတ်အဲ့ဒီဗရိတ်နဲ့လေးပါမှာငါစောင်းလို့မရတာโอเคပါအော်အဲ့ဒီမှာတောင်ဝဲသူကြောက်သွားတယ်အေးဒီလိုလေးပြန်ငါဂျုံသုံးလင်းပါပြစ်ပြီးတော့ငါပြန်ဆင်းလာပြီအဆင်းမှာငါဗရိတ်နဲ့ကစားမအောင်တော့နှစ်မျိုးနဲ့ကွယ်ကစားရဗရိတ်နဲ့ကစားအောင်တော့အဲ့ဒါငါကစားကြည့်လိုက်တာငါဆောင်းလင်းချလိုက်တာလေးပါရေးဖြစ်နေငယ်ချင်းအော်ဆင်းနေဖန်စားလို့မရတော့ပြဆွဲလို့မရတော့လေငါဗရိတ်လက်စားဒီလိုပဲငယ်ချင်းအိုးမျိုးလုံးပြူမြက်ချမ်းပြူပေါ့အေးပေါ့အိုးဘောင်းမနဲ့တနေတော့ဆောင်းမတော့ဒီခါဆိုတော့မင်းမခေါ်မှသူရတော့โอเคတဲ့တာသားနားတော့လားကွယ်ရှိသေးရပြအောင်မနော်တဘောစားတာဒီပဲတွေစားကြကတော့နော်တချင်းဆိုရဘလို့ဒီတချင်းကြားဘူးလားစာသားတွေကဆောင်းမိုက်တယ်1 2 3ဒူးတဲ့ပေါ့together တော့သွားမှရောဆင်းမလား wonder way တဘလို့ wonder way ပဲဟာရမအဲ့လိုမပြောနဲ့လေကွာOh my god ဝါ
ဒီဗီဒီယိုလဲ watch လိုက်မြင်စိတ်ကောင်းမှာမဟုတ်ဘူးမိုင်းလေ မိုင်းလက်ကတော့လက်ချင်နေပြီเนาะရိုက်ပြီးရလူကမိုင်းတော်လက်ချင်နေပြီသူတို့တော့ကမရသေးဘူးစော်နေတော့ဝဲဘယ်လိုကြီးခုတ်ချက်ကိုလဲရှူဘယ်လိုကြီးရှူမိုင်းမလာသေးဘူးရုပ်ဒီနဲ့လောက်တာကွာတော့ကောမလွယ်ဘူးအဲ့တို့နေရပြီးတော့ကွန်မန့်ဆရာသမားတွေကကွန်မန့်နဲ့တက်ကြည့်ပြီနော် Westlight ရဲ့ညီတက်လိုက်တက်လိုက်ကွာအကိုကြီးရဲ့ပြည်စားလေးတီးပြပါလားတဲ့ Okay ဒါသူပဲလားရင်းဟုတ်တယ်သူပဲ Okay ပြည်စားတော့တီးခိုင်းတယ်အနေဖြစ်အောင်မယ်စာသားတွေကခံစားရတယ် bro တို့ရဲ့မျက်ရည်တောင်ကျတယ်ကြီးဟုတ်တယ်ဆိုတော့ရုပ်တယ်လို့စာသားတွေနားအောင်မလဲတော့မျက်ရည်ကကျတာရဟုတ်တယ်မိုင်လက်တော့ပြီးရဲ့ plug in scale ကကျွတ်နေရောပြောချင်တာအဲ့ဒါနော် plug in scale ကတော့သွားရှုပ်လို့တော့မရဘူးကြည့်အမှပြန်ကြည့်လိုက်တူတဲ့ပေါ့ finger style အနှစ်ကြီးပဲဗျာတဲ့နော်မြန်မာစာနဲ့တော့ရေးလို့မရဘူးတဲ့အတန်တော့တယ်နော်ဘာကီးလဲဆိုအဲကီးဆိုဖြစ်နေပြီမြေတော်ကြားရတယ်ငချင်းရဲ့တလုံးမနာမလဲပြည်တင်နေတဲ့အမေရိကန်ဂျန်ကအတန်တွဲတဲ့ပြည် British accent နဲ့ American accent ကြားကပါတော့ British နဲ့ American British ပေါ့နော် British accent နဲ့ထွက်တာဆိုတော့ good နေရော Okay Westlight တချင်းကို British accent နဲ့ဆိုရတာပါဘိုက်တယ်ဗျာအားပေးနေတယ်တော့ရေးသေးပါဟုတ်တယ်အမှန်တော့ဗျာသူ funny တင်တာဗျာ funny တင်တော့ရီမယ်ရီလိုကောင်းတယ်ဆိုလို့ရှိရင်အားပေးရမယ်သိရမလားနော်ဘိုက်တယ်တချို့ဒါမတူတော့တရားတော့အမြင်တွေရသိရမလားတော့ကျွန်တော်ကြိုက်တယ်ဘိုက်တယ်ဒီရီရဗျာတင်တော့အလုပ်တွေနဲ့ပင်ပန်းနေဗျာသိရမလားလောက်ကကိုင်းနေနဲ့သိရမလားအဆင်ပြေရတယ်မပြေရတယ်တော့လုပ်နေရတယ်လင်မှု social media တစ်ချက်ကြည့်ရတဲ့အချိန်မှာခွေနေရဆိုရင်ကြံတယ်ကြည့်ရရောဒါပေမဲ့အလုပ်ပြတ်ခိုင်းပြီးတော့မကြည့်ကြနဲ့ပေါ့နော် One the way နဲ့ together ပဲကြည့်လိုက်တယ်ဟုတ်တယ် One the way နဲ့ together ကိုလည်းအဲ့ဒါပဲကြားတယ်အဲ့ဒီနေ့ကတော့ဒီနှစ်ယောက်ရဲ့ဒီဟာတာလေးတွေကြည့်ပြီးတော့ပဲကျွန်တော် reaction လေးကိုအဆုံးသတ်လိုက်ပါမယ်ကျွန်တော်ကတော့ HCD reaction မိုင်းသက်က90ပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့